အားလုံးပဲမင်္ဂလာပါဗျာအာကာကြီးဂီတာနဲ့တကယ်ချင်းတို့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ခမဲ့ရတန်အခြေခံတိခက်မီဒီယာကျွန်တော်ရှေ့မှာတင်ပေးခဲ့တာလက်ဆင့်30တိတိရောက်ပါပြီပေါ့နော်အခုတခါလက်ဆင့်32ကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်ဒီလက်ဆင့်32မှာကျွန်တော်ဗာတင်မယ်ဆိုနောက်ထပ်ပတ်တန်လေးတစ်ခုကိုကျွန်တော်ထပ်ပြီးတော့တင်ပြမှာဖြစ်တယ်ပေါ့နော်ဒါလည်းကျွန်တော်ကန်ထရီပတ်တန်လေးပဲဖြစ်ပါတယ်ကန်ထရီပတ်တန်သားလည်းဆိုလို့ရှိရင်ကျွန်တော်3ခုမြောက်ရှိပါပြီပေါ့နော်ကျွန်တော်တင်တာ3ခုရှိပါပြီဒီတစ်ခုနဲ့တစ်ခုကကျွန်တော်လက်ခတ်လေးတွေမှာနည်းနည်းကွာဟမှုတွေရှိတယ်ပေါ့နော်အကုန်လုံးတော့ဒါပေမဲ့4တိုင်ပဲဖြစ်ပါတယ်ဒါလေးကိုလေ့လာမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရှိမှတီးခဲ့တာ 1m 2m 3m 4m ဒါကန်ထရီပတ်တန်တစ်ခုနောက်တစ်ခုက 1m 2m 3m 4em 4မှာကျတော့ 4em ပေါ့နော်ဒါကြတော့ကျွန်တော်အခုတင်မဲ့ဥစ္စာ 1m 2em 3m 4em တို့ 1m မှာကျတော့2ချက်ပဲ 2em မှာကျတော့3ချက်ဖြစ်သွားမယ် 3em မှာကျတော့ကျွန်တော်2ချက်ပဲ 4em မှာကျတော့ကျွန်တော်3ချက်ဖြစ်သွားမှာပေါ့နော်ဒါဒီလိုလေးဖြစ်မယ် 1m 2em 3em 4em အဲ့လိုလေးပေါ့နော် 1m 2em 3em 4em အဲ့လိုလေးဖြစ်သွားမယ်ဒါလည်း country pattern လေးဖြစ်တယ်ပေါ့နော်ဒါလေးကိုလည်းငယ်ချင်းတို့လေ့ကျင့်ပြီးလို့လိုပါတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာအများဆုံးသုံးတဲ့လက်ခတ်လေးဖြစ်တယ်ပေါ့နော်နောက်ထပ်တင်မဲ့လက်ခတ်လေးရှိသေးတယ်ပေါ့နော်ဒါလေးလည်းထပ်ပြီးတော့တကယ်ချင်းနဲ့လေ့လာမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တင်ပေးခဲ့တဲ့အချိန်မှာခေါ်10ခုရှိတယ်ဒီခေါ်10ခုနဲ့ကျွန်တော်တို့ဒီ pattern လေးကိုကျွန်တော်လည်းဒီ live ပြီးတော့တီးမယ်တန်ဖိုးကျွန်တော်60လောက်ပဲဖွင့်မယ်တကယ်ချင်းတို့ကတန်ဖိုး60လောက်နဲ့ live ပြီးတော့တီးပေါ့နော်ကျွန်တော်လည်းဒီတစ်ခေါက်ရင်လေ့ကျင့်ကြမယ်ကျွန်တော်ခေါ်10ခုနဲ့တန်ဖိုး60ဖွင့်လာမယ်1 2 3 4 တန်ဖိုး60နဲ့တီးသွားတယ်ကန်ထရီပတ်တန်3ဖြစ်တယ်လို့နော်ဒါလေးကိုတကယ်ချင်းထပ်ပြီးတော့လေ့ကျင့်ပြီးတော့ဒါတန်ဖိုး60နဲ့ကျွန်တော်တီးသွားတာဖြစ်ပါတယ်ဒါလေးကိုအစလေ့ကျင့်မှဆိုလို့ရှိရင်ဖြည်းဖြည်းလေးပဲလေ့ကျင့်မယ်တဖြည်းဖြည်းနဲ့ကျွန်တော်တန်ဖိုးလေးကိုမြင့်သွားမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ရှိရပတ်တန်လေးတွေလည်းလေ့ကျင့်ပြီးပါအခုတင်တဲ့ပတ်တန်လေးကိုလေ့ကျင့်ပြီးပါတစ်ခုမှတစ်ခုကြည့်ပြီးလေ့ကျင့်ပါဒါတော့ကျွန်တော်အခုတန်ဖိုး80ပေါ့နော်ဒါလေးကပုံမြန်သွားမယ်တကယ်ချင်းတို့က60နဲ့ပဲလေ့ကျင့်ပါကျွန်တော်ဒါတဖြည်းဖြည်းနဲ့ပုံမြန်ပြီးတော့တီးသွားပေါ့နော်ဒါ80နဲ့ကျွန်တော်တီးပြမှာဖြစ်ပါတယ်1 2 3 4 1 တန်ဖိုး80နဲ့တီးသွားတာဖြစ်ပါတယ်တကယ်ချင်းဒီပတ်တန်လေးကိုလည်းလေ့ကျင့်ပေးတာပါပေါ့နော်နောက်ထပ်ကျွန်တော်တို့ပတ်တန်လေးစုံအောင်ဆိုလို့ရှိရင်ကျွန်တော်တချင်းတီးခက်နေကြီးပါကျွန်တော်သင်ပေးမှာဖြစ်တယ်ပေါ့နော်โอเคဒါလေးကိုလေ့ကျင့်ပေးတာပါကျွန်တော်လက်ဆင့်ကျွန်တော်နောက်ထပ်33ကိုဘာလေးထပ်တင်မလဲဆိုတော့ကျွန်တော်လည်းတွေ့ကြမှာတကယ်ချင်းအားလုံးအဆင်ပြေကြပါလေကျွန်တော်အားပေးတဲ့ကြောက်ရှင်းနေလိုက်ကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ်လက်ဆင့်33ပိုင်းကျွန်တော်ဆက်ပြီးတော့ပြေးကြမယ်